ပြင်မှာမိုးရွာနေပြီမဲ့ကားတွေကကြော်ကြီးကတော့ရေငတ်လို့သေတော့မယ်ကားတဲ့ပိတ်မိနေရ3ရက်ရှိပြီဘေးကရေပလင်းကလည်းတီးပေါက်ထားလို့တောက်လို့မရဘူးလေ အဲ့ဒီချိန်ကားစခရင်ကနေပိုင်ရှင်အဖိုးကြီးဖုံးခေါ်လာတယ်ခိုးသူကိုပညာပေးတာဆိုပြီးအဝေးထိန်းစနစ်နဲ့အဲကုန်းကို -10 ဒီဂရီထိချပြလိုက်ရောကြော်ကြီးခင်ဗျချမ်းလို့အနှွေးတွေကောက်ဝက်ပြီးမကြောက်ဘူးလို့ကျုံးဝါနေတာဒါပေမဲ့ကားထဲမှာကင်မရာတွေအပြည့်ရှိနေတာ तू မသိဘူး10နာရီကြာတော့တုံရင်လာပြီမခံနိုင်တော့လို့တနတ်ထုတ်ပြီးကားမှန်ကိုပြစ်ခွဲတာပေါ့ဒါပေမဲ့ကြီးကားမှန်ဗျကြည်စံပြန်ကန်ပြီးသူ့ပေါင်သူမှန်သွားတယ်ဝေးထွက်လုံးပြီးသေတော့မယ်လမ်းမုံမိမလှလေးတယောက်ရှောက်လာလို့အော်ကူညီကြောင်းတာပေါ့ဒါပေမဲ့မမကမှန်ကိုကြည့်ပြီးနှုတ်ခမ်းညီပဲဆိုးနေတဲ့ဒီမှန်ကအပြင်ကကြည့်ရင်အတွင်းကိုမမြင်ရဘူးလေကားကအတန်လုံးတော့ဘသူမှမကြောက်ဘူးကြော်ကြီးလည်းအဖိုးကြီးကိုငိုပြီးတောင်းပန်ရှာတယ်ဒါပေမဲ့အဖိုးကြီးကဖုံးချပစ်လိုက်လို့ကြော်ကြီးတတိလက်သွားပါလေရောကွာကြပြီနိုးလာတော့ကြီးတော့ကိုပတိစီးပေးထားတာတွေ့ရတယ်အဖိုးကြီးကားထဲဝင်လာသွားမှတိလိုက်ပေမဲ့ဖုံးပြန်လာပြန်ရောသင်္ကန်းစာပြီးရအောင်မေတဲ့လောက်ပြန်ပြီပြောပြီးတာနဲ့ကားကအလိုလိုဆက်နှိုးပြီးဝူးကနေမောင်းထွက်သွားတော့တာပဲအဖိုးကြီးကအဝေးကနေလှမ်းထိန်ချုံနေတာကိုကားရှင်ကတနာရီမိုင်120ထိတက်လာပြီးကြော်ကြီးရင်ပကြီးဒိတ်ဒိတ်တုံလို့ဒါပေမဲ့အဖိုးကြီးကတော့ကားမောင်းတာရှယ်ပဲပါကင်ကွင်းကြီးတွေကိုတန်းမောင်းဝင်သွားတယ်ပါကင်ရဲ့အပေါ်ဆုံးထပ်ရောက်တော့တခုခုလွဲနေပြီဆိုတာကြော်ကြီးရိတ်မိလိုက်တယ်ကဲကြပါအောင်အရှင်ကုံတင်ပြီးအတားစီစီမိုင်ကုံပြေးနေတဲ့ကားကြီးထဲမှာကြော်ကြီးပါဆက်ဖြစ်မလဲ